အခုကတော့ဖက်အံခရီးစဉ်လေးကိုပြပြမှာဖြစ်ပါတယ်ဒါတော့မန္တလေးကနေပြီးတော့မင်းတို့ express ကားနဲ့သွားကြပါတော့เนาะဒါချွတ်ရဲ့ပထမဆုံး express ကားစီးရတဲ့အတွေ့အကြုံလေးပေါ့เนาะချွတ်ကတော့မငြိမ်ပါဘူးကားပေါ်မှာတောင်းကြမှာဒါငြိမ်တော့ရိုက်ထားပေါ့เนาะပြီးတော့ဖက်အံကိုကျတော့ပထမဆုံးဘရင်ညီနောင်ကူဝင်နေပေါ့เนาะဖက်အံကိုဘလို့သွားလဲဆိုတော့မင်းတို့ကအဲ့လိုကားစင်းလုံးငါပြီးတော့သွားပါတယ်9ရောက်ဆက်နဲ့17ရောက်ဆက်နဲ့ကားကို2ညအိတ်3ရက်ခရီးကို12သိန်းပြရပေါ့နော်ကဖက်အံမျိုးတဲ့ဟိုမဝင်ခင်မှာသူကဘရင်ညီကူနဲ့နောက်တဲ့တကူဝင်နေပေါ့နော်ဒါကတော့ဘရင်ညီကူဖြစ်ပါတယ်ဘရင်ညီကူကတော့အထဲထဲကိုတော့ဝင်လို့မရပါဘူးเนาะအပြင်ဘက်မှာတော့ဒီလိုမျိုးယောက်ျားလေးကန်နဲ့မိန်းကလေးကန်နဲ့ဆိုပြီးတော့ရေးစော့လို့ရပါတယ်မင်းတို့ကတော့မစော့ခဲ့ပါဘူးပြီးတော့နောက်ထပ်ရသေးပြန်ကူဝင်နေပေါ့နော်ဒါကတော့ရသေးပြန်ကူရဲ့ရှူကင်းလေးဖြစ်ပါတယ်ပြီးတော့ကြည့်ပေးကြပါရသေးပြန်ကူကတော့အထဲလေးကကူထဲကိုဝင်နေပေါ့နော်အမီတို့စကားတို့နဲ့တိုင်ရသူ့เจ้าမှာတင်လားဟုတ်သားကိုတက်ကိုကောင်းမြတ်မတယ်မလို့တိုင်းတက်နေလားရတက်အခုနားမတဲ့နိုင်တောင်းဝိုင်းရဘလို့လုံးမအခုတောင်းဝိုင်းရဘလို့လုံးမကောင်းဝဲမှာဒီလိုတော့ဒီလိုပဲလုံးမမောင်ကြီးပဲတော့ကြောက်စရာအေးဘူးရသေးပြန်ကူပေါ့နော်ဒါကတော့ကူရဲကိုတော်တော်လေးဝင်ရရပေါ့နော်မှောင်လဲမှောင်တယ်သူကဘာလုပ်လို့ရလဲဆိုရင်ဟိုဘက်မှာကရှုခင်းလဲလှရပေါ့နော်အဲ့လိုတောင်ပတ်လန်းနဲ့တပုံရိုင်းလို့ရပါတယ်ရှုခင်းကြည့်လို့ရတဲ့နေရာလဲရှိရပေါ့နော်ပြီးတော့မိုးမရွာဘူးဆိုရင်လေစီးပြီးတော့ပြန်လာလို့ရတဲ့နေရာလဲရှိရပေါ့နော်မင်းတို့သွားတဲ့နေရာမိုးတွေရွာနေတော့အဲ့ဒါတွေတော့မလုပ်ခဲ့ရပါဘူးနော်အခုကတော့ကူပါဝါကိုရပြီပေါ့နော်အဲ့ဒါမိုးတွေကရွာနေတော့မိုးဆူခံပြီးတော့သွားကြပါတယ်ရောက်ပြီလားလို့မိုးဆူချော်ကြမှာဆိုလို့လေအခုကတော့ရသေးပြန်ကူကနေပြန်ဆင်းလာပါပြီဒါတော့ရသေးပြန်ကူပါပြီးတော့မြို့ထဲကိုရောက်သွားပြီပေါ့နော်မြို့ထဲကိုရောက်ပြီးတော့ဟိုတယ်မှာဝင်ပြီးတော့နားကြရပေါ့နော်ပထမရက်ကတော့အိတ်နှစ်ခုနဲ့ပြီးသွားပါတယ်ဒါဒုတိယရက်ပါဒုတိယရက်ကတော့စတန်ကူသွားတယ်ပေါ့နော်စတန်ကူကတော့ဘာလုပ်လို့ရလဲဆိုရင်သူကကူထဲကိုတော်တော်လေးဝင်ရတယ်ပြီးရင်သူကရေကန်ရောက်မယ်ပေါ့နော်ရေကန်မှာလှေစီးပြီးတော့ပြန်လာလို့ရတယ်အဲ့လှေစီးရတာအသက်ပေါ့နော်လေပေါ်မှာလည်းတက်ပုံလေးရိုက်လို့ရတယ်လေအောက်ကနေပြီးတော့အခုအောက်ကနေပြီးလှေရဝင်သွားတာမျိုးလည်းရှိရပေါ့နော်စင်းနမလာတယ်အော်စင်းရစားတယ်လို့ဒါပဲပေါ့我没去，没去，没去。ရေကြီးနေတဲ့အချိန်ဆိုရင်တော့သွားရအဆင်မပြေဘူးပေါ့နော်
အကြောင်းမို့ဖက်အောင်သွားဆိုရင်မိုးတွင်းကိုသွားလို့အဆင်မပြေပါဘူးဆောင်းတွင်းကိုသွားရင်တော့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်မိုးတွင်းဆိုတော့ရေကြီးတယ်မိုးတွေကလည်းရွာနေတော့ရှုပ်ကေးနေလဲတပ်ပုံရဲလို့မလာဘူးပေါ့နော်ဒီမှာပြောချင်တာကဘာလဲဆိုတော့ကူရဲကိုသွားရချင်မှာတော့ဖက်နှက်ချွတ်ပြီးသွားရပေါ့နော်ဟိုဘက်ကိုလေစီးရချင်မှာတော့ဖက်နှက်ပြန်စီးပြီးသွားရတယ်ပေါ့နော်အားကြောင့်ကိုကဖက်နှက်တွေကိုကင်သွားမယ်ဆိုရင်ဒီကူရဲကိုမသွားခင်မှာကျွတ်အိတ်တွေယူသွားမယ်ဆိုရင်အဆင်ပြေရပေါ့နော်ခွာစားတဲ့ကူထဲမှာပဲပေါ့နော်ဒါမျိုးတရားတွေလည်းဖြစ်ရပါတယ်တကယ်လို့အဲ့ကူတွေသွားကြိုက်တယ် adventure တွေကြိုက်တယ်ဆိုရင်တော့ဖအံကိုလာလဲဖို့အကြံပြုချင်ပါတယ်ပေါ့နော်သူမှာကူတွေကြီးပဲရှိရပါတော့လို့ adventure တွေကြီးပဲရှိပါတယ်ဒါပေမဲ့သူ hotel တွေကလည်း luxury တော့ဖြစ်တယ်ပေါ့နော်အဲ့တော့ adventure ရော luxury ရောနှစ်မျိုးစလုံးခံစားလို့ရပါတယ်ဒါကတော့ကူပါဝါကိုရောက်ပါပြီ လင်းဆောင်မယ်မင်းသမီးကလာဦးလေမှောင်မဲနေဘယ်လိုသားရရင်အခါလေးစိတ်ကိုရောက်ပြီပေါ့နော်အဲ့တော့လေ900ရတယ်အလေးတစ်စီးကို1000ခွဲပေးရပါတယ်မိုးကထက်ရွာနေငါတို့လေပေါ်ရောက်တော့အဲဆိုကြီးဖြစ်နေဒီပါလေးရပါ ဒီငါပဲရိုက်လိုက်တော့မယ်ငါထိတ်ဆုံးပါအခုယူချင်းကိုအရင်တလားစာတဲ့ပြင်းပြီးတော့မှနောက်ထပ်ဆက်ပြန်ယူချင်းကို3ပုံ1ပုံပြောထားလိုက်ပြီးရင်ကျန်တဲ့1ပုံတလားအခုရေးမကြီးရဲ့ချိန်ဆိုတော့ဒီကူအားကိုလေနဲ့ဝင်လို့ရပါတယ်ပြောရလေးပဲတွေ့ချင်တဲ့ဆိုသူကိုမင်းသားညောသူကိုမင်းသားညောမင်းသားချောတယ်ဝါမတ်အိုးကိုကမင်းသားဖြစ်သွားပြီကျွန်တော်စကားရိုက်ညာပါချွန်းစကားရိုက်နေပြလိုက်ပါရောစကားရိုက်ပဲလားစကားရိုက်နေတာပါစကားရိုက်နေလားအိမ်ပြန်မိုးရွာချိန်ဖြစ်ပါတယ်စကားနဲ့မယ်ကြွတ်တော့မကြီးလာမမကြီးကြက်ကောင်းနှလုံးနဲ့ကြက်ကောင်းကျမ်းမိုက်တော့ဒီမှာလေလာမအခုဘယ်လောက်ရလဲတလားတစ်ခေါက်2000 3000လားတန်းချင်းလာပါ ကြောင်ပြောဖဲလိုက်